င်္ဂလာပါရှင်လို့စိတ်ဝင်မှာပြန်နေကြိုဆိုလိုက်ပါရရှင်ဒီမှာလေးခုပြရင်မှာတော့ကျမတို့တက်တင်းနေတကယ်လို့ပြင်းနေပြရင်ပါမယ်ပြီးတော့အထဲမှာကျိုးတလုံးနဲ့တကယ်ပါသေးတယ်ပြီးမှလည်းကုတ်ပါနှစ်ထပ်လုံးမှာကျမတို့အခုကြည့်နေမှပြီးတော့2400နဲ့ပဲကျမတို့ဈေးလျှော့ပေးထားပါရရှင်ဈေးနှုန်းများအရန်တန်အယောင်လေးဆိုတော့လှမဒီမှာလေးပို့လာလေးဆိုဗရောက်ဝါရောင်ကာလာလိုက်ပြီးပါရှင်ဒါဒီကကျတော့လိမ္မော်လေးပါလိမ္မော်ရောင်လေးရမယ်အနက်ရောင်ကာလာလေးရပါမယ်ဒါဒီကကျအဝါရောင်လေးရပါမယ်ရှင့်ဈေးနှုန်းလေးအမတို့ရဲ့အရန်တန်နဲ့2400နဲ့900ပါပဲရှင့်ဒီဥစက်ကလေးလည်းချမ်းမဲ့ရောင်လေးပြပေးပါမယ်ရှင်ဘာနဲ့ကူတာလေးဆိုရင်နံပါတ်1လေးလို့ပြောပေးပါရှင်ဒါဒီကနံပါတ်2လေးပါဒါဒီကကျတော့နံပါတ်3လေးပါရှင်ဒါဒီကကျတော့နံပါတ်4လေးပါဒါဒီကကျတော့နံပါတ်5လေးပါရှင်ဒါဒီကကျတော့နံပါတ်6လေးပါဒါဒီကကျတော့နံပါတ်9လေးပါရှင်ခြေတောင်မဟုတ်ဘူးရေစိုးကမှအကားကြီးမကြိုက်ဘူးသူကဘေးလေးကမှတက်ကက်လေးနဲ့အမွေးလေးတန်းတန်းလေးရေစိုးအမွေးလေးပါလို့ဆိုကြာမျိုးလေးပါဒီနှုံးလေးကတူပါပဲရှင်အကားပဲရေစိုးအမွေးလေးပဲဒီနှုံးလေးက3900ပါအမွေးပါလေးကိုဒီလေးမှရကြတော့3900အယောက်3000ရပါမယ်ဒါဒီကကျတော့ကြောက်စိမ့်လေးပါဒါလေးကကျအနက်ရောင်လေးပါရှင်ဒါလေးကကျအစိမ်းရင်လေးပါကဲဒါဆိုရင်ကျမကိုလိုချင်တဲ့မရအသားအေးလိုချင်တဲ့ဒါဆိုတော့အသားအေးလိုချင်တဲ့ကျမအခုပဲညီမတို့လို့နေဝေးစီဒီမှာခိုင်းပြီးတော့ကိုလိုချင်တဲ့အကြောင်းလေးနဲ့ဒီမလေးနဲ့ဒီမှလို့ရပါပြီရှင်